အခုတလောမိုးတွေကလည်းအရင်ရွာပြီးတော့ထမင်းစားရတာလည်းကရွင်းကပြတ်တယ်ပေါ့နော်ဆိုတော့မိုးကဒီနေ့မှာတော့ငါးမြင့်ချင်မောင်အရေးတောက်ကလေးချက်စားဖြစ်တဲ့အတွက်ကြောင့်မို့လို့မိုးရဲ့ချက်နီလေးကိုအားလုံးကိုလာအောင်မြောက်ပေးတာပဲဖြစ်ပါတယ်ရှင်အရင်ဆုံးမိုးကစီကနေပြီးတော့ဝယ်လာတဲ့ချင်မောင်ရက်တွေကိုမှွေထားတယ်မြစ်ကိုလည်းတရေပြုတ်ထားတယ်ပေါ့နော်နောက်ပြီးရင်တော့ငါးလေးပါမယ်နောက်နနက်မင်းနဲ့ငရုတ်သီးစိမ့်လေးပေါ့နော်ပေါင်းပစ္စည်းလေးရတော့နည်းနည်းလေးနဲ့ရိုးရိုးရှင်းရှင်းလေးပါပဲပြီးရင်တော့ကြက်သွန်အဖြူအနီရဲ့အယောင်လှဖို့အတွက်အယောင်တင်မုံလေးကိုပါထည့်ပြီးတော့တေချာလေးညအောင်ထောင်းထားလိုက်ပါမယ်ဒီမှာဟင်းကိုလုံးချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကြက်သွန်အဖြူအနီထောင်းပြီးသွားပြီးညက်သွားပြီးဆိုလို့ရှိရင်တော့မွန်စားစနွင်းနေထားတဲ့ငါးလေးကိုလည်းတစ်ခါရဲထည့်လိုက်မယ်ပြီးရင်တော့ဒီမှာမွန်ထည့်ထားတာလीငပိအမှုံပေါ့နော်ငပိကိုအမှုံလောက်ထားတဲ့ငပိမှုံလေးပါထည့်လိုက်ပါတယ်ပြီးရင်တော့စီကိုထမင်းစားစွန်းတစ်စွန်းထည့်လိုက်တယ်နောက်ပြီးရင်ငမြရည်ကိုလည်းမွန်တို့လက်ဖက်ရည်စုံတစ်စွန်းလောက်ပေါ့နော်အဲ့ဒါလေးကိုထည့်လိုက်တယ်ပြီးရင်တော့မွန်ဒီကြက်သွန်အဖြူနီထောင်းထားတဲ့ငရုတ်စုံတွေကကျင်းရည်လေးယူမယ်ပေါ့နော်ဒါလေးမွန်ကျင်းရည်ကိုပေါ့နော်ရေနွေးလေးပဲထည့်ပြီးတော့တခါလေးကျင်းပြီးတော့ထည့်လိုက်တာပါပြီးွားရင်ဆိုလို့ရှိရင်တော့မွန်တို့မိဖို့ပေါ်မှာငါးလေးတွေပေါ့နော်နူးလာတဲ့အထိဒီကျင်းရည်လေးနဲ့ပဲတည်ထားလိုက်မယ်နည်းနည်းလေးနူးလာပြီဆိုလို့ရှိရင်တော့မွန်တို့တွေမြစ်ထည့်မယ်ပေါ့နော်မြစ်ကလည်းမွန်တရေပြုတ်ထားပြီးသားပါမြစ်လေးထည့်မယ်မြစ်လေးထည့်ပြီးငါးကိုမကြည်အောင်လို့တော့ပေါ့နော်နည်းနည်းလေးကယူးဆိုင်ပြီးတော့မွန်တို့တွေမှွေတဲ့အချိန်မှာတတိထားပြီးပေါ့နော်အရင်မကြည်ဝအောင်လေမြစ်ထည့်ပြီးဆိုလို့ရှိရင်တော့မွန်မှွေထားတဲ့ချင်မောင်ရွက်လေးတွေပေါ့နော်ချင်မောင်မှွေလေးတွေကိုထည့်လိုက်ပါမယ်ဒီလိုမျိုးထည့်ပြီးအကုန်လုံးလဲစုံပြီဆိုလို့ရှိရင်တော့မွန်ကရေနွေးလေးကိုပေါ့နော်ကိုလိုချင်တဲ့အနေထားလောက်ကိုထည့်လိုက်ပါတယ်အိမ်မှာလူများတယ်ဆိုလို့ရှိရင်တော့မများထည့်ပေါ့နော်ဒီလိုမျိုးရေနွေးလေးထည့်ပြီးတော့အကုန်လုံးနဲ့ပေါင်ပစ္စည်းတွေလည်းစုံပြီဆိုတော့မွန်ချက်သားမှုန့်လေးနည်းနည်းထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ပွက်လာအောင်တည်ထားလိုက်ပါတယ်ပွက်လာပြီးဆိုရင်တော့မွန်ကအပေါ်မှာနနက်မင်းလေးနဲ့ငရုတ်သီးစိမ့်လေးအုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့2မိနစ်လောက်ပဲထားလိုက်တယ်ပေါ့နော်ဒီလို2မိနစ်လောက်ထားလိုက်ပြီးဆိုရင်ရပါပြီပြီးရင်တော့အရသာလေးမြည်ကြည့်ပြီးတော့အရသာအနေတော့ပဲမှုလို့မွန်ကဒီဟင်းအိုကတော့ပိတ်လို့ရပြီပေါ့နော်ဆိုတော့ဒီလိုမျိုးမိုးတွေအရန်ရွာနေတဲ့အချိန်မိုးတွင်းမှာထမင်းကိုစီပြန်ဟင်းတွေလည်းမစားချင်တော့ဘူးထမင်းစားတာလည်း green မတွေ့ဘူးဆိုလို့ရှိရင်ဒီလိုမျိုးအရန်ကြီးချက်ရတာလည်းမခက်ဘူးလွယ်လွယ်ကူကူချက်လို့ရတဲ့ငါမြင့်ချင်မောင်ချက်လေးချက်စားကြည့်ကြပါအရန်ကိုစားလို့ကောင်းပါတယ်ရှင်